education service provider တခုအနေနဲ့ကျွန်တော်ရည်တည်ပါတယ်။ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကစာမေးပွဲတွေက paper အနေနဲ့စာရွက်ပေါ်မှာကျွန်တော်ဖြည့်ဆို့ရတာဖြစ်ပါတယ်။ဒါပေမဲ့ GED ကတော့ကျွန်တော် paper based မဟုတ်ဘဲ computer based ဖြစ်ပါတယ်။ဒါကြောင့်မို့ဖြည့်ဆို့မဲ့အကြောင်းလူကျောင်းသားတွေကကျွန်တော်တို့ computer laptop ဒါမျိုးတွေနဲ့ကျွန်တော်ဖြည့်ဆို့ရမှာဖြစ်ပါတယ်။ဖြည့်ဆို့မဲ့ဘာသာလေးတွေကတော့ကျွန်တော်တို့ reasoning through language arts ဆိုတဲ့ R လေးတနည်းပြောရရင်တော့ကျွန်တော်တို့အင်္ဂလိပ်စာ။နောက်တစ်ခုကတော့ကျွန်တော်တို့ mathematical reasoning လို့ခေါ်တဲ့သင်္ချာနောက်တစ်ခုကတော့ကျွန်တော်တို့ science လို့ခေါ်တဲ့သိပ္ပံနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ social study လို့ခေါ်တဲ့ US အခြေပြုအုပ်ချုပ်မှုပုံစံတွေသမိုင်းကြောင်းတွေကိုလေ့လာရမယ့်ဘာသာဒီဟာမျိုးတွေကျွန်တော်ဖြည့်ဆို့ရမှာဖြစ်ပါတယ်ဖြည့်ဆို့တဲ့အချိန်မှာတော့ကျွန်တော်တို့ကဘယ်လိုမျိုးကုန်းမျိုးတွေအဓိကဖြည့်ဆို့ရမလဲဆိုတော့ကျွန်တော် multiple choice လို့ခေါ်တဲ့အဖြေမှန်ကိုရွေးပြီးတဲ့မျိုးကုန်းမျိုးကျွန်တော်ကအဓိကဖြည့်ဆို့ရမှာဖြစ်ပါတယ် GD စမွဲဖြည့်ဆို့တဲ့အချိန်မှာကျွန်တော်တို့က exam run နဲ့ကိုကျွန်တော် calculator ယူဆောင်ခွင့်မရှိပါဘူးဆိုတော့ calculator ယူဆောင်ခွင့်မရှိပေမဲ့ကျွန်တော်တို့က calculator ကိုပေးသုံးထားပါတယ်ဘယ်လိုမျိုးပေးသုံးထားလဲဆိုတော့ကျွန်တော်ဒီဘက်မှာပြထားတဲ့ calculator လေးပေါ့နော်ဒီ calculator လေးကိုခေါ်တာကတော့ကျွန်တော်တို့က TI-38S လို့ခေါ်ပါတယ်သူက scientific calculator အမျိုးအစားဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ဖြည့်ဆို့မဲ့အချိန်မှာဖြည့်ဆို့မဲ့ကျောင်းသားရဲ့ကွန်ပျူတာတွေကိုကျွန်တော်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်ဒီ GD ကိုကျွန်တော်တို့ဘယ်လိုလူတွေဖြည့်ဆို့သင့်လဲဆိုတော့မေးခွန်းလေးပေါ့နော်ဒီမေးခွန်းလေးအတွက်ကတော့သင်ကအထက်တန်းပြီးဆုံးတဲ့လက်မှတ်ကိုပိုင်ဆိုင်ခြင်းတဲ့လူတယောက်ဒါမှမဟုတ်ရင်သင်မှာနိုင်ငံသွားဖို့အတွက်အိမ်မက်ရှိတဲ့လူတယောက်ဒါမှမဟုတ်ဘူးဆိုရင်သင်က scholarship program တွေကိုရှောက်လန်းခြင်းတဲ့လူတယောက်ဒါမှမဟုတ်ရင်သင်ကမြန်မာပြည်မှာပဲနေပြီးတော့နိုင်ငံတကာဘွဲတွေကိုတက်ရောက်ခြင်းတဲ့လူတယောက်ဒီလိုလူမျိုးတွေအတွက်ဆိုရင်ကျွန်တော်တို့က GD ဆိုတဲ့ education program အရင်သင်တော်တဲ့ program တစ်ခုဖြစ်ပါတယ်GD ကိုဘယ်အသက်အရွယ်ကစပြီးတော့ဖြည့်ဆို့လို့ရပြီဆိုလဲမိကွန်းအတွက်ကတော့ကျွန်တော်တို့ GD ကိုအသက်18နှစ်ပြည့်ရင်စပြီးတော့ဖြည့်ဆို့လို့ရပါပြီ။ဒါပေမဲ့သင်ကအသက်မပြည့်သေးဘူးဆိုရင်အသက်16နှစ်နဲ့အထက်ဖြစ်ပြီဆိုတော့သင်ရဲ့မိဘအုပ်ထိန်းသူရဲ့လက်မှတ်ကိုယူပြီးတော့ age consent form ဆိုတဲ့ form လက်မှတ်ထိုးပြီးကျွန်တော်တို့ဖြည့်ဆို့လို့ရပါတယ်ခင်ဗျာ။ဖြည့်ဆို့ရမယ့်မိကွန်းပုံစံလေးတွေကတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲဒီလို multiple choice question လေးတွေပေါ့ကျွန်တော်တို့အဓိကဖြည့်ဆို့ရပါတယ်။ဒါအပြင်မှာကျွန်တော်တခြားဖြည့်ဆို့ရတဲ့ format အနေချင်းရှိပါတယ်။ဒီ format လေးတွေကိုကျွန်တော်ဘေးမှာဖော်ပြပေးထားပါတယ်။ GD ရဲ့အမှတ်ပေးတဲ့ပုံစံလေးကတော့ကျွန်တော်တို့ကအမှတ်200အထိပေးပါတယ်ကျွန်တော်အောင်မှတ်ကတော့145အထက်ဖြစ်ပါတယ်145နဲ့အထက်ကိုမှလည်းအမှတ်ပေးတဲ့စီးမင်းလေးရှိပါတယ်အဲ့ဒါလေးလည်းကျွန်တော်ဒီဘက်မှာဖော်ပြပေးထားပါတယ်အကယ်၍သင်ကဖြည့်ဆို့ပြီးတော့မှဖြည့်ဆို့ထားတဲ့ရမှတ်ကိုကြိုက်ဘူးပုံမြင့်တဲ့အမှတ်တစ်ခုလိုချင်နေဆိုရင်လည်းသင်ဇက်တိုက်ထပ်ဖြည့်လို့ရပါတယ်ဒါပေမဲ့သင်က3ချိန်ဇက်တိုက်ဖြည့်ပြီးသွားပြီဆိုတော့သင်ရက်60ဆောင်းရပါမယ် waiting time လေးရှိပါတယ်ခင်ဗျာကျွန်တော်ဖြည့်ဆို့ချိန်မှာလည်းကျွန်တော် real test ကိုတန်းပြီးတော့ဖြည့်ဆို့လို့မရပါဘူးဖြည့်ဆို့တဲ့အချိန်မှာကျွန်တော်အဆင့်2ဆင့်ရှိပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် ready test လို့ခေါ်တဲ့real test ကပုံစံအသေးစားလေးကိုကျွန်တော်အရင်ဖြည့်ရပါတယ်ဒါလေးကိုအောင်သွားမှသာနဲ့ကျွန်တော် real test လို့ခေါ်တဲ့ somewhere ကိုကျွန်တော်ဖြည့်ဆို့လို့ရပါတယ်ခင်ဗျာကျွန်တော် KMD College အဆိုရင်ဒီမှာပေါ့ကျွန်တော် GD official နဲ့ authorized preparation center အပြင်မှာ authorized official partner အနေနဲ့ရည်တည်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကျောင်းသူတွေသင်ကြားတဲ့အချိန်မှာလည်းကျွန်တော်တို့ကအဖို့ထပ်ဆန်းသင်ရတာတွေထပ်တင်ပြီးတော့သင်ကြားပေးပါတယ်ဥပမာအနေနဲ့ဆိုရင် GD ရာဆိုရင်ကျွန်တော်တို့computer based system ဖြစ်တဲ့အတွက်ကြောင့်မလို့ computer နဲ့ပတ်သက်တဲ့သင်ခန်းစာတွေအပြင်မှာ AI သင်ခန်းစာတွေကပေါင်းစပ်ပါဝင်တဲ့ value added သင်ခန်းစာကိုလည်းကျွန်တော်တို့တင်ပြပေးပါတယ်။ဒါအပြင်မှာကျွန်တော်တို့ EC လို့ခေါ်တဲ့ extra curricular နဲ့ပတ်သက်တဲ့ activities တွေကိုလည်းကျွန်တော်တို့ပြုလုပ်ပေးပါတယ်။ဒါအပြင်မှာကျွန်တော်တို့ overseas study counseling service လို့ခေါ်တဲ့ team ကနေပြီးတော့ကျွန်တော်တို့ကနေဒီကျောင်းသားတစ်ယောက်နိုင်ငံမှာကျောင်းသားတက်ချင်တဲ့ founding ပြီးတဲ့အဖြစ်ကျွန်တော်တို့အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။အကယ်၍ကျောင်းသားကစာလုပ်ပြီးသွားပြီသင်ခန်းစာတွေကိုအားလုံးပြီးမြောက်သွားပြီဆိုရင်လည်း GD official test ကိုလည်းကျွန်တော်တို့ KMD ရဲ့ exam center မှာဝင်ရောက်ဖြည့်စွက်နိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ KMD College ရာဆိုရင် GD နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ရဲ့မြန်မာပြည်မှာ one stop education service provider တစ်ခုအနေနဲ့ကျွန်တော်တို့ရည်တည်နေပါတယ်။အကယ်၍သင်က GD နဲ့ပတ်သက်ပြီးတော့တက်ရောက်ဖို့စိတ်ပါဝင်ထားတဲ့သူတယောက်ဆိုရင်ကျွန်တော်တို့ရဲ့ KMD College ကိုလာရောက်မေးမြန်းစုံစမ်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးအတွက် KMD